ကဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံ10နိုင်ငံဒီနေ့မှာတော့ကဘာပေါ်မှာအစင်းရဲဆုံးနိုင်ငံ10နိုင်ငံကိုပြောပြပေးသွားမှာပါတစ်ဆက်မာဒါဂတ်စကာနိုင်ငံ1960ခုနှစ်တွင်ပြင်သစ်နိုင်ငံမှလွတ်လပ်ရေးရပြီးကတည်းကမာဒါဂတ်စကာသည်နိုင်ငံရေးမတည်ငြိမ်မှုအကြမ်းဖက်အာဏာသိမ်းမှုများနှင့်အငြင်းပွားဖွယ်ရာရွေးကောက်ပွဲများကိုကြုံတွေ့ခဲ့ရသည်2019ခုနှစ်တွင်အာဏာရလာပြီး2023ခုနှစ်တွင်ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသောသမ္မတအင်ဒရီရာဂျိုလီနာသည်အဂတိလိုက်စားမှုကိုကင်တွယ်ဖြေရှင်းရန်စီးရဲမွဲတေမှုကိုလျှော့ချရန်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ကတိပြုခဲ့သည်အများအားဖြင့်အင်းတို့သည်ကတိများသာဖြစ်ခဲ့သည်မာဒါဂတ်စကာသည်ကမ္ဘာပေါ်တွင်စီးရဲမွဲတေမှဥနှုံအမြင့်ဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်နေဆဲဖြစ်ပြီး85ခန့်ရှိကတိုးတက်မှုနှေးကွေးပြီးလက်ရှိတွင်ငွေကြေးဖောင်းပွမှုမှာ8ကျော်တွင်ရှိနေသည်တရားမျှတစွာပြောရလျင်နိုင်ငံသည်ကျွန်ုပ်တို့ဖော်ပြခဲ့ပြီးဖြစ်သောခက်ခဲသောစိန်ခေါ်မှုများအားလုံးနှင့်လည်းရင်ဆိုင်ခဲ့ရသည်ကပ်ရောဂါရုရှား၏ယူကရိန်းနိုင်ငံကိုအပြည့်အဝကျူးကျော်မှုမှအကျိုးဆက်များကမ္ဘာလုံးဆိုင်ရာငွေကြေးဖောင်းပွမှုဖိအားများကုန်သွယ်ရေးပြဿနာများထို့အပြင်မာဒါဂတ်စကာသည်ရာသီဥတုဘေးအန္တရာယ်များကိုအထိခိုက်လွယ်ဆုံး10နိုင်ငံထဲတွင်ပါဝင်ပြီးမိုးခေါင်ရေရှားမှုရေကြီးမှုနှင့်ဆိုင်ကလုန်းမုန်တိုင်းများကြောင့်သေဆုံးမှုနှင့်လူဦးရေရွှေ့ပြောင်းမှုများဖြစ်ပေါ်ခဲ့ပြီးအိမ်များအချဧကန်အဆောက်အအုံများနှင့်သီးနှံများပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်